ဒီနေ့လူကတော့ခွေးလေးတွေကိုခွေးတာလူသွားကြည့်မှာပါညိုင်းပဲဘုမမလေးအောက်လို့ရှင်သွားလိုက်ပါအောင်မယ်ခွေးတာသွားကြည့်ပါအောင်မယ်မခွေးတာကြွတာကိုချက်ပြုတ်ပြီးကျမတို့ရဲ့အမလေးကြောက်အောင်မယ်ဒီမဒီမတော့ပါနော်ဒါအတော့မပုတ်ဆုံးချက်ပြုတ်ပြီးဒီမှာချက်ပြုတ်ပြီးအမဒါကျမဗီဒီယိုရိုက်မယ်မမီဆိုလေးဗီလာလေးပိုက်မလားလိုက်မှာကဲအခုကဘယ်လိုကောက်ကြည့်မှာလဲဘယ်လိုရမှာလဲသုံးလုံးထက်ရောပါတယ်ဆိုရိုးများတဲ့ခါကြလို့ရှိရင်သူကဆရာပြောပါတော့ခွေးတာလေးလေးဖြစ်ပါလေမလိုက်ဘူးဟုတ်ပါတော့ထွက်လာကြတယ်အများကြီးပဲကြီးရောအဲ့ဒါများတာမဟုတ်ကွက်တဲ့ကြမှာမလေးနိုင်တော့မနိုင်ဘူးဟုတ်လားဒါကပြန်ရအောင်အဲ့ဒါပါဟုတ်ကဲ့နိုင်တော့မားဟဲ့ညညနေနော်တော့ကောင်လေးပြောကောတော့စားနေစားနေအဲ့တော့ဟိုမှာချန်တီယောဆိုင်မှာအော်ထွက်ပြေးသွားပြီသူကတိုက်မယ်နော်တိုက်ပါမယ်အဲ့ကောင်းပါမယ်ဟုတ်ပါရှိတယ်ဟိုဒီလိုပြန်ပြန်သွားတော့တော့ဘယ်လိုလုပ်ဆောင်လဲဟုတ်လားโอเค你好有没买来没有没买到没没有那个爸爸上来上来上来我不就比过了我这个没我扔了一百多来的有他这找你了帮我找ဘယ်မှာတောက်တော့လို့အေးပါနော်ညီမနဲ့ကိုရပါမှာလေငါရောက်အပိုင်းနေမှာအိုးမလားအေးဒါရုပ်ကြက်တယ်မလေး25လောက်နဲ့အစားရတော့သမီးကအော်ဒီမှာသေစာတူလေးပါသေစာတူကပြောတယ်ဟိုအုပ်လိုက်ကြည့်တာလည်းကြောက်တာဟိုအုပ်လိုက်ကြည့်ထွက်လာတာလည်းအားကြောက်တာကဲဒါလည်းအဲ့ပြီးမှာပေါ့နော်ဒါလည်းလူလေးတစ်ခုထပ်လုပ်ခဲ့ပါလိမ့်ရှင်မဆောင်ပါလားကိုယ်တော်လေးကျွေးကိုယ်တော်လေးကိုယ်တော်လေးကိုယ်တော်လေးဒီအောင်တော့အားတော့ကိုယ်တော်ကိုယ်တော်ဟောလာမင်းမင်းမလေးကိုယ်တော်လေးကိုယ်တော်လေးမလာပြီလာပြီတော်လိုက်ကြလာတာဒီကြမှာတက်လာမရောလာလေကြီးခင်မလာပြီလာပြီဒါအရင်တော့ဇဇနုဒါကံပြေးပေါ့နော်ကံပြေးဆိုတုတ်တန်လေကံပြေးတုတ်တန်ခုကြဘာမှမရှိတော့ဘူးနော်အေးလို့ဟဲ့တော့ရေငါမသိဘူးအမေရိကန်ပြန်လာပြီလေဟမ်အမေရိကန်ပြန်လာပြီလေမသိတော့ဘူးမသိတော့တာဒီကံပြေးလည်းမသိတော့တုတ်တန်ကံပြေးလည်းမသိတော့ပြောတယ်ဒီတင်းညိုင်းကုန်မကြည့်ဥစားနေတာမအဲ့ပြောင်းသွားပါကံကြီးက3កောင်ဟာ3កောင်ကျော်ပါဒါမင်းတို့ဒါလေးပဲရှိတာဘမုံရဲ့ဟုတ်လို့ထည့်ပြလိုက်တော့ဒါဘုံထိုင်ထိုင်ညီမလေးတာပါတို့မပထမနေပြန်လာတော့မှသူကနာမှာငါပြေးတာတော့ဝယ်လာတယ်ပထမမှာသမီးဒီမှာပြရတယ်ဒီမှာလည်းကောင်းပြီသလုံးဟာဟုတ်လားကြံပြပါဒီမှာပြပြပြနေပြီပုံပါပြီတော့စိတ်ချမ်းသာကိုကျမ်းပါပါသေးနော်ဟိုလည်းရပါသေးပြည့်စုံပြပါသေးတရုတ်မှာလည်းလွယ်လို့သူတော်ကောင်းနေတဲ့တွေ့ပါလေမျက်နှာမြင်ချစ်ခင်အတန်းကြသနာပါလေစိတ်သွားတိုင်းကိုပါလိုရဆန်းတဲ့ကလုံးတော်လေးပြပြီးလုံငန်းကြရများအဆင်ပြေကိုကြီးအစားရကိုကြီးကိုကြီးဟဲ့ဆိုတက်ချေပါလေပြည့်စုံနေပြပါသေးတော်ရေကိုကြီးလည်းဆုံးအရှိသေးတယ်ရလေးရလောက်တော့မလောက်ပါဘူးရှင်လဲကျွေးရတာနောက်တစ်ခါဒီတော့မကောင်းကျွေးပါမယ်ရှင်ကျွေးပါတော့ဟုတ်ကြမှာအများကြီးထပ်လူပါမယ်အခုကတော့မောင်မြတ်ကလူနိုင်ခဲ့ပါပြီကျွေးခဲ့ပါပြီရှင်ဒီချက်ပြုတ်ပေးတဲ့အမကြီးတော့လည်းချမ်းသာပါချမ်းသာပါစေလိုက်ပြီးလှုပ်ဆောင်ပေးတဲ့ရိုက်ပေးတဲ့အမကြီးလည်းချမ်းသာပါစေချမ်းသာပါစေအတိအကျကလည်းနိုင်ပေးနိုင်ကြတယ်ပါစေ